လို့လားဝိပဿနာတိတာဝိပဿနာတိတာဝိပဿနာတိတာဒါဆိုရင်ဒုက္ခကလွတ်ချင်လားမလွတ်ချင်ဘူးလားလွတ်ချင်ပါရဲ့ဝိပဿနာအားထုတ်လိုက်တာဝိပဿနာအားထုတ်တဲ့ကအကုန်ဆွရတယ်နော်ဗုဒ္ဓကအကုန်ဆွလားမဆွဘူးလားသူဇနီးရောသူ့သားရောသူ့ရဲ့စကြဝဠာမင်းဖြစ်မဲ့စီးစိမ်ဖုံးရောနောက်သူ့ဆံရောမင်းမြောက်ကစားငါးပါးရောဒါဆိုရင်ဗုဒ္ဓကဘာလုပ်နေတာလဲစွန့်ပါတယ်ဆိုတာလုပ်နေဘူးလားဒါဆိုရင်ဗုဒ္ဓဘာသာဘာလုပ်တဲ့အလုပ်လဲစွန့်လို့ချင်းဘုဒီမှာစွန့်လို့နေတာရယူနေကြလွဲနေပါလားလွဲမနေဘူးလားကိုယ်ွယ်တော့ဗုဒ္ဓဘာသာလေလုံနေတာဘာသာတရားနာမည်သာရှိပြီဗုဒ္ဓဟောတဲ့တရားနဲ့စัจ jin ပဲဖြစ်လားမဖြစ်ဘူးဒုက္ခလွတ်လားသိပြီလားကျွန်တော်ဖြတ်လိုက်မယ်အလွတ်ပြန်ဆိုပြရမလားလို့မရရင်ဘယ်လိုလုပ်မလဲစာတော်မှအလွတ်မရရင်အဲ့ဒီအသိနဲ့လုံရမယ်အလုပ်လက်တွေကိုဘယ်လိုလုပ်မလဲလုံရလို့ဖြတ်ခနဲ့တည်လို့ရှိရင်ဒုက္ခလွတ်မလားမလွတ်ရင်ပဲကြောက်အဲ့ဒီငရဲအပေကနေလွတ်မြောက်အောင်ယေရှုကြွလာပြီးမင်းတို့မလွတ်တဲ့လမ်းဟောဒီမှာလွတ်လန်းกว่าလာခဲ့တယ်အာမင်ဗုဒ္ဓမကောင်းတာလားဟုတ်ပါဗုဒ္ဓတရားမကောင်းတာလားဟုတ်ပါသူပေးတဲ့တရားတွေအလွန်ကောင်းပါတယ်သူကညွန်ပြခဲ့ပြီးသားဗာလဲညွန်ပြခဲ့ပြီးသားဘာတော့လဲလုံတယ်ဗာလဲကိုကလုပ်လို့လားမလို့ရင်ရတာပဲမလို့ရင်မရရင်လွတ်ပါမလွတ်သိရင်ပဲကြလွတ်ချင်လားမလွတ်ချင်အခွင့်အရေးတစ်ခုရှိတယ်အဲ့ဒါယေရှုခရစ်တော်ပဲအာမင်ဒါကြောင့်ငါဒီလမ်းကြီးပြောတာအာမင်ဒါကြောင့်နောက်ဆုံးခေါင်းလေးပဲရေးလိုက်ဖြတ်အကုန်မြန်ဖြတ်ပါအချိန်မရှိအဲ့တော့ကျွန်တော်တို့ယနေ့ယေရှုကိုယုံနေဆိုတာဖျားစစ်ဖျားမှတွေ့တာလို့ဘာလို့အဲ့ရှောက်မပြောဘာတွေ့သွားတာလဲဆိုလွတ်လန်းအာမင်ဟိုဘက်ကဝိပဿနာမလုပ်တာလွတ်တယ်လုံးဝလွတ်မှာမလုံးနိုင်တော့ဘယ်လိုလုပ်မလို့ရှင်းတယ်နော်သိတယ်မလုံးနိုင်တော့မလွတ်ဘူးမလွတ်တော့အပေကြစင်မကြခြင်းဘူးမကြခြင်းကိုလွတ်ရလမ်းကိုရှာလိုက်တာဒါကြောင့်ယေရှုကမတ်တဲခုံမှာဘာပြောလဲရှာကြတော့ရှာတော်သူတွေ့မယ်ဘာတွေ့သွားလဲယောဟန်ခန်းကြီး30အငယ်900ငါဒီထွက်ပေါက်လူတော်ပြီအဲ့ဒါကိုဒုက္ခလွတ်မြောက်ရေးလမ်းပေါ်ရှောက်တာဘာဖြစ်လို့ဝေဝါးနဲ့ဇဝေဇဝါမသိမကြခရိယံဖြစ်သွားပြီခရိယံပေါ်ခရိစကားတွေအတက်ကကြီးနေချိုးနေစက်တဲ့မချွတ်တယ်အဲ့တော့ထေရဝါဒဗုဒ္ဓဘာသာရဲ့အာကိုရကြည့်မယ်နော်ဖေဟာတရားတန်ခါယရနာ3ပါးရှိတယ်တရားကြည့်နောက်ဆုံးအားခဲပြီးကြည့်မတိကျွန်တော်ပြောမယ်နော်ကျွန်တော်တို့ကောင်မျိုးကဗုဒ္ဓဘာသာကိုမသိပဲနဲ့ယေရှုကိုယုံကြည်လက်ခံတယ်လုံးဝလက်ခံတယ်ကျွန်တော်ဘာဖြစ်လို့လဲကိုယ့်ရဲ့လွတ်မြောက်လမ်းကြောင်းကိုကိုယ်သဘောမပေါက်ပဲရောင်ဝါးတဲ့ဘာသာကူးပြောင်းမလုပ်နဲ့နေကလိုက်ရေဆိုလို့ရှိရင်မတပူချက်ပြေးမယ်ကိုယ်ကပြန်ရှင်းပြနေရတယ်ဗုဒ္ဓဘုရားစွန့်ပယ်တာမဟုတ်ဗါလဲစွန့်ပယ်တာမဟုတ်ဘူးရွေးချယ်တာစွန့်ပယ်တာနဲ့ရွေးချယ်တာနဲ့မတူဘူးဟောဒီမှာလက်ထဲမှာရေဘူးအဲ့ဒါစွန့်လို့လိုက်စွန့်နေဆိုတာမကောင်းလို့အသုံးဝင်တော့လို့ဘာလို့လဲစွန့်လက်ထဲမှာပါကြတယ်ကျွန်တော်တို့ကစွန့်တာမဟုတ်ဘူးဟောဒီမှာရေဟောဒီမှာကော်ဖီထဲမှာပါတဲ့ကက်ဖင်းဓာတ်ကောင်းကောင်းသိလို့ရေရဲ့အကျိုးပြုဖို့ကောင်းကောင်းမသိဘူးလားအဲ့တော့အခုချိန်မှာကျွန်တော်အနေနဲ့ရေရဲ့အကြောင်းကိုလည်းကောင်းကောင်းသိတယ်လို့ကော်ဖီရဲ့အကြောင်းကိုလည်းကောင်းကောင်းသိအဲ့တော့ကျွန်တော်အခုဘာလိုအပ်တယ်ကော်ဖီလိုအပ်တာလားရေလိုအပ်တာလားကိုမသိဘူးလားကိုသိတဲ့ကိုလိုအပ်တဲ့အရာကိုသိကျွမ်းတဲ့နှစ်ခုတည်းကတစ်ခုကိုနဲ့အန်ကိုက်မှာဘူးရွေးချယ်
ဗုဒ္ဓစွန့်ပယ်တာမဟုတ်လွတ်မြောက်ရာလမ်းကိုရွေးချယ်တာဟာလေလုယာဟာလေလုယာငါတို့စွန့်ပယ်တဲ့သူတွေမဟုတ်ပါဘူးစွန့်ပစ်စရာအကြောင်းလည်းမရှိပါဘူးဒါပေမဲ့ငါရွေးချယ်တာကိုယ်နှခေါင်းပေါင်းတဲ့ဘုံတက်ရှိတော့ဘာဖြစ်လဲကိုယောက်ျားရိုက်မှကြောက်တယ်သူကြတော့ကိုငရဲကကင်တယ်လို့လားမကင်နိုင်တဲ့ယောက်ျားရိုက်မှကြောက်ပြီးကင်နိုင်တဲ့ဖခင်ကျတော့စွန့်ဖြစ်တာဘယ်လိုလုပ်ကောင်းနောက်ဆုံးတေချာအောင် EVG မသိဘဲနဲ့ယေရှုရှောက်ပေါ်နဲ့နော်ကဲပြောဖခင်တရားတန်ခါဗုဒ္ဓဖခင်ရှိသေးလားရှိလားမရှိတော့မသိဘူးလားဗုဒ္ဓဘုရားရှိသေးလားအဲ့လိုမပြောနဲ့ယဉ်ကျေးဖြစ်ပြိဋိဘံပြုသွားပြီမရှိတော့အဲ့လိုဖြေစမ်းပါဗမာလိုပဲဖြေဟေးဖြေအားလုံးမကြားလို့ကြဲဩအေးပြိဋိဘံပြုသွားတော့ရှိလားရှိပါဘူးမရှိတဲ့အတွက်အားကိုးလို့ရမရတန်ဃာတော်တွေကလည်းသူတို့လွတ်ဖို့သူတို့လုံနေရဘူးလားဟေးရှင်းပဲပြောသူတို့ကောင်းလုပ်ဖို့အတွက်တော့ကျွန်တော်တို့ကကြောင်းဆောက်ပေးရတယ်ဟမ်စိုးဖို့ပေးရတယ်စေဖို့ပေးရတယ်သူတို့ဂျုံဖို့သင်္ကန်းလုပ်ပေးရတယ်ဘာဖြစ်လို့လဲသူတို့အေးချမ်းအားထုတ်နိုင်ပါစေအဲ့သူတို့အားထုတ်နေတာသူတို့လွတ်ဖို့မဟုတ်ဘူးလားသူတို့လွတ်ဖို့သူတို့အားထုတ်နေတာကျွန်တော်သွားအားဖို့လို့ရမရရင်ပြန်အားဖို့လို့မရဟုတ်တယ်လေဒါမှန်ပြောတာအဲ့တော့ဘာလဲကြံဒါကြောင့်ဘာပြောလဲအတ္တဟိအတ္တနောနာထောတဲ့လိုက်ပြောအတ္တဟိအတ္တနောနာထောနံပါတ်1တရားကိုသိလုပ်တယ်တရားကိုသိအောင်အဲ့ဒါသိတဲ့တရားအတိုင်းလုပ်တာနံပါတ်1ဘာသိအောင်လုပ်အောင်နံပါတ်1ဘာသိအောင်လုပ်အောင်လဲတရားကိုသိအောင်လုပ်စရာကိုပါဠိလိုပဋိယတ္တိလို့ခေါ်တယ်ပဋိယတ္တိစာပေသင်ကြားပြီးမှအဲ့ဒါကိုလက်တွေ့လုပ်တာပဋိပတ်တိလို့ခေါ်တယ်အဲ့ဒီလိုလက်တွေ့လုပ်မှသိလာတာကိုပရိဝေဒလို့ခေါ်တယ်ဒါကြောင့်ပရိယတ္တိပရိပတ်တိပရိဝေဒအတ္တဟိအတ္တနောနာထောတရားကိုသိအောင်လုပ်သိတဲ့တရားတွေလက်တွေ့ကျင့်အဲ့ဒါကိုဓမ္မကထာဝတ်မှာဘာမှလဲဓမ္မောဟဝေရခတိဓမ္မဆိုင်ကဲနောက်ဆုံးအတန်ပြဲပြဲနဲ့အဲ့လိုမှလေတွေထွက်ပြီးလေမရှိတော့မှများစားနိုင်ဓမ္မောဟဝေရခတိဓမ္မဆိုင်တရားသည်ကျင့်တော်သူကိုစောင့်ရှောက်၏မကျင့်တဲ့သူကိုပိုင်ဆိုးပြောတာလားသူတရားတော်လားအဲ့တော့စောင့်ရှောက်တယ်တဲ့စောင့်ရှောက်တယ်ဆိုတာဘာကစောင့်ရှောက်တာလဲစောင့်ရှောက်တယ်ဆိုတာဘာကစောင့်ရှောက်တာဘယ်လိုလူမျိုးမှစောင့်ရှောက်တာမကျင့်တဲ့သူကိုလိုက်ဆိုမယ်ဓမ္မောတာရေတိဓမ္မောတာရေတိတရားသည်ကျင့်တော်သူကိုကယ်ဆယ်၏မကျင့်တဲ့သူကိုဒါဆိုရင်ဒီမှာကယ်ဆယ်တာဘယ်ကကယ်ဆယ်တာဒုက္ခလွတ်ဖို့ဘာလွတ်ဖို့ဘာကကယ်ဆယ်တာဘယ်လိုလူမျိုးမှမကျင့်တဲ့သူကိုဒါကြောင့်ထေရဝါဒဗုဒ္ဓဘာသာအစစ်အမှန်ကိုယ်ွယ်အားကိုးရာသည်တရားသာဖြစ်ပါတယ်အဲ့ဒီတရားကိုသိအောင်လုပ်ပါသိတဲ့တရားတိုင်းလက်တွေ့ကျင့်ကြံခြင်းကိုအတ္တဟိအတ္တနောနာထောဒါကြောင့်ဓမ္မကထာဝတ်မှာလိုက်ဆိုဓမ္မောဟဝေရခတိဓမ္မဆိုင်တရားသည်ကျင့်တော်သူကိုစောင့်ရှောက်၏မကျင့်တဲ့သူကိုစောင့်ရှောက်တယ်ဆိုတာဘာစောင့်ရှောက်လဲ
ဘယ်လိုလူမျိုးမှစောင့်ရှောက်မကျင့်တဲ့သူကိုဒါပေမဲ့ဆာလံ61ပြမှာတော့အမြင့်ဆုံးဖယားသခင်ဤကွယ်ကာယာဌာနတော်၌နေသောသူသည်အနန္တတကုရှိအရေးကိုခေါ်ရလေထာဝရဘုရားသည်ငါဤတိုးထိန်ဖြစ်တော်မူ၏လို့ကျွန်တော်တို့ကိုကွယ်ကာစောင့်ရှောက်တော်သူသည်ဖယားသာဖြစ်ကိုကဘာမကောင်းစောင့်ရှောက်ပေးနေတာအာမင်နောက်တစ်ခုဓမ္မောတာတွေတိတရားဒီကျင့်တော်သူကိုကဲဆယ်ဤမကျင့်တဲ့သူကိုဒါဆိုရင်ကဲတင်ခြင်းတွေကဘာပဲရှိဘယ်သူမှရမကျင့်တဲ့သူဒါပေမဲ့ယေရှုကတော့ဝင်လေးတွေပြင်ပန်းတော်သူအပေါင်းတို့ငါထံသို့လာကြတော့ငါဒီချမ်းသာပေးမိဟာလေလုယာကျွန်တော်တို့ရွေးချယ်လိုက်တာဒုက္ခလွတ်တယ်လေးရိုးရိုးလေးမမိုင်ဆိုးမိဘပြောခရိယဘာသာလေးဝင်သွားပိုင်ဆိုးခရိယဘာသာလေးဝင်သွားတာမဟုတ်အသက်စာဆောင်စီရင်ဝင်သွားတာအာမင်ပိုင်ဆိုးမိဘာပြောခရိယဘုရားကိုယ်ွယ်ကျွန်တော်ခရိယဘုရားကိုယ်ွယ်တော်ကဲတင်ရှင်ကိုယ်ွယ်မိဘပြောခရိယဖြစ်သွားတယ်ကျွန်တော်ခရိယဖြစ်သွားတာမဟုတ်ယေရှုကိုယုံတဲ့ဘုရားသားဖြစ်ပါအာမင်အမိဘပြောဘုရားဘုရားဘာသာကိုဆုံးပြတယ်ကျွန်တော်ဆုံးပြတယ်မဟုတ်လူနာကိုရွေးချယ်လိုက်တာဟာလေလုယာအာမင်အာမင်အာမင်ဝိပန္နာပုတ်ခတ်တာစော်ကားတာဘာတစ်ခုမှမရှိအမှန်ပြောတာပဲရှိရှင်ပြတာမဟုတ်ဘူးရှိတာချပြတာရှင်ပြတာလားရှိတာချပြတာမကောင်းပြောသလားဝိပန္နာလားတိုက်ခိုက်လားပုတ်ခတ်လားစွန့်ပစ်ပါလို့ပြောသလားကိုဒုက္ခကလွတ်ချင်ရင်လွတ်လန်းကိုရွေးချယ်ချပြတာပဲရှိဉာဏ်ရှိတော်သူနားရှိတော်သူကြားရှိရရှိ၍တောင်းရဒုက္ခနေရဲ့အပယ်စင်းရဲ့လွတ်တဲ့ခေတ်ကထာဝရလုံလောက်ပါစေဗျာလူပေါ်ချေဆုံးတဲ့နေ့မှာပဲသွားမယ်ပြောင်းရှင်တော့ဤကဘာမြင်တော့ကိုယ်တည်းမြင်မိတော့အရာများအစင်ရှိနေနိုင်ပါမလားအနန္တကဘာတဲ့ရေရ